လက်ရှိတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ပြည်ပခါတွေပြည်ရှင်းနိုင်ဖို့အတွက်ပြည်ပခါနဲ့သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရေးနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးစုအဖွဲ့ PCP ကဒီနေ့မလ31ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။အဆိုပါနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးစုအဖွဲ့ PCP ကိုမူဝါဒတူညီတဲ့ဖွဲ့စည်းများလူပုဂ္ဂိုလ်များနဲ့ဖွဲ့စည်းထားရှိကြောင်းရှမ်းတိုင်းသားများဒီမိုကရေစီဖွဲ့ချုပ် SNLD ကဥက္ကဋ္ဌစိုင်းညွန့်လွင်ရခိုင်မျိုးသားပါတီ AMB ကဥက္ကဋ္ဌဦးတာထွန်းလှ68မျိုးဆက်ကျောင်းသားကောင်းဆောင်ဟောင်းဦးမြအေးတခြားသောနိုင်ငံရေးပါတီကကိုယ်စားလှယ်များဆိုင်အစီယာတိုင်းဝိုင်းကပုဂ္ဂိုလ်များလူသမားရေးဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်များနိုင်ငံရေးအကျဉ်းသားဟောင်းများလည်းပါဝင်စုဖွဲ့ထားကြတယ်လို့သိရပါတယ်။ PCP အနေနဲ့ပတ်ထရဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးပတ်ထရဒီမိုကရေစီကိုအာမခံတဲ့ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေးပြည်ပခါများပြည်ရှင်းဖို့အတွက်ပြည်ပခါနဲ့သက်ဆိုင်သူများအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပေါ်ပေါက်ရေးပတ်ထရဒီမိုကရေစီကိုဖော်ဆောင်မဲ့မိတ်ဖက်တွေနဲ့ပူးပေါင်းဆွေးရရေးစသဖြင့်သဘောထားထုတ်ပြန်ခဲ့ပါတယ်။လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးခင်းအကျင်းကိုခြေခံပြီးတော့တေချာကိုင်းတွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCP မှဦးတာထွန်းလှကပြောပါတယ်။ဒီပြဿနာတွေပြင်ဆင်ဖို့တော့ဥပမာပေါ်ဆောင်ရနိုင်ရေးဆိုတာကလက်ရှိမြန်မာနိုင်ငံမှာဖြစ်တဲ့နိုင်ငံရေးပြဿနာတွေကဒီပြည်ပမှာဆောင်ရတဲ့အဖြစ်အပျက်ခံရတဲ့ပြည်အဲ့ဒါမင်းမင်းကိုဖောက်ပြန်တဲ့အစုအဖွဲ့ပုံစံတွေကိုအဲ့လိုတစ်ဖက်တဲ့ပြည်သူစနစ်ပေါ်ပြီးဒီအဲ့လိုပြည်သူစနစ်နဲ့အခြေချလို့လက်နိုင်တဲ့အချိန်မျိုးမှမရှိဘူး။အဲ့ဒီမှာအရက်ခံပြဿနာတွေကတော်တော်များများရှိတဲ့အတွက်ကြောင့်အဲ့လိုတက်တဲ့လူအလုံးပါတဲ့နိုင်ငံရေးစနစ်တွေပေါ်ပေါက်လို့မျိုးတွေလို့ကျွန်တော်တို့အဲ့လိုဆက်လာအဲ့လိုဟုတ်ကဲ့ထားရှိတယ်လက်ရှိစစ်အုပ်စုကဖန်ဆီးထားတဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကခေါင်းဆောင်တွေဖြစ်ကြတဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဝင်းအမြင့်အပါအဝင်နိုင်ငံရေးကျင်းသားများနဲ့နိုင်ငံရေးအရာဖန်ဆီးချုပ်နှောင်ခံထားရသူတွေအားလုံးကိုချွေချက်မရှိမြန်ဆုံးပြန်လှုပ်ပေးဖို့နိုင်ငံသားတို့ရဲ့မူလရပိုင်ခွင့်တွေဖြစ်တဲ့အသင်းဖွဲ့များလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်နဲ့လွတ်လပ်စွာရေးသားထုတ်ပေါ်ပြောဆိုခွင့်တို့ကိုတက်ဆိုင်တဲ့အင်အားစုတွေအားလုံးကတိမှတ်ပြုတ်အမခံဖို့ PCP ကတောင်းဆိုထားပါတယ်။ဒါအပြင်လူသားအရင်းမြစ်များမဆုံးရှုံးစေဖို့အတွက်တက်ဆိုင်ရာဖွဲ့စည်းတွေအားလုံးကအတင်းအဓမ္မတတဆူဆောင်ခြင်းနဲ့စီမူထမ်းစေခြင်းမပြုတ်လို့ဖို့ရတာပြည်သူတွေတေကျေဖြက်စီတိခိုက်နှိနာစေမဲ့စစ်ရေးဆောင်ရွက်ချက်တွေအများပြည်သူနဲ့တက်ဆိုင်တဲ့ဘာသာရေးဆေးရုံစာတင်ကျောင်းစတဲ့စက်အုံတွေကိုဥတီတိုက်ခိုက်တာတွေကိုအပတ်တိတိကဆောင်ရှားဖို့လဲတောင်းဆိုထားပါတယ်ပြပတို့ရောက်ရှိနေတဲ့နိုင်ငံရေးစီးပွားရေးနဲ့လူမှုရေးစတဲ့အင်အားစုအသီးသီးနဲ့လူပုဂ္ဂိုလ်တို့ရဲ့လူလာတော့သဘောဆန္ဒနဲ့ဌာနေကိုကောင်းတဲ့ခါရှိပြန်လည်ရောက်ရှိနိုင်ရေးအခင်းချင်းကိုဖော်ဆောင်ဖို့တိုင်းပြည်ရဲ့အရင်ခံပြဿနာတွေကိုဖြေရှင်းနိုင်ရေးအတွက်ပတ်ထရဒီမိုကရေစီပြည်ထောင်စုကိုဥတည်တဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြတ်လို့ရေးအတွက်ကြိုးပမ်းကြဖို့လဲနိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးစုဖွဲ့ PCP ကတောင်းဆိုခဲ့ပါတယ်ခင်ဗျာ